မိသားစုနှစ်ဖက်သောမိဘများယေရှုမှုထား၍ကိုညီညီစွာမအေးသွယ်မိသားစုကွယ်လွန်သူငြိမ်းချမ်းရှင်အားယေရှု၏ကိုတိဟစွာမမီမီစန်းရှိန်မိသားစုဆရာတော်ဖျားကြီးမှုထား၍ဦးလင်းလင်းထွန်းဒေါ်ကေခိုင်မိုးမိသားစုမိဘနှစ်ပါးနှင့်ခင်ပွန်းဦးမောင်ဝင်းအားယေရှု၏ဒေါ်လုံးဤမွေးနေ့အလှဦးတင်မောင်မြင့်ဒေါ်စုစုခင်မိသားစုမအီခင်မွေးနေ့လူမတ်ကြီးစင်ထွေးမမြတ်ငိမ့်စိုးကောင်းမှုမတ်ကြီးအေးငိမ့်မွေးနေ့အလှဝယ်လွန်သူဖခင်ကြီးဦးအောင်လှိုင်နှင့်မိခင်ကြီးဒေါ်လှအောင်အားယေရှု၏သမီးဒေါ်ခင်မိုးလှိုင်ဒေါ်တီလာလှိုင်မိသားစုမိဘများမှုထား၍ဒေါ်တန္တာချိုမိသားစုဦးစိုးလွင်ဒေါ်ကြည်ကြည်မော်မိသားစုနှစ်ဖက်သောဘဘနှင့်ဖခင်ချမ်းရန်ဝေမိခင်ဝါရှုတူတို့အားယေရှု၏သမီးမိမိချင်းမိသားစုကိုအောင်နန္ဒကျော်မဆင်မင်းသူမိသားစုနှစ်ဖက်မိဘများမှုထား၍ဒေါ်တင်းတင်းခိုင်မွေးနေ့လူဖြင့်ဥဇော်တင်မိုးဒေါ်တင်းတင်းခိုင်မိသားစုဒေါ်ခင်သိန်းမွေးနေ့တရားလူဒေါ်ခင်အိုမာမောင်မွေးနေ့တရားလူကိုမြတ်နေထွန်းမအေးဇာလီမိသားစုနှစ်ဖက်မိဘများမှုထား၍ဒေါက်တာစိုးထွတ်မြတ်တန်းဒေါ်ထထဝီမိသားစုဝဲလွန်သူဦးတန်းထွန်း69နှစ်နဲ့ဒေါ်တန်းနု56နှစ်အာယေစု၏ကျင်ရသူမိသားစုမိဘနှစ်ပါးမှုထား၍သမီးနန်းတုတုဟန်တရားလူဝဲလွန်သူဖခင်ကြီးဦးအောင်ဖေ9နှစ်ပြည့်အာယေစု၏ဒေါ်ထွေးမြင့်မိသားစုခင်မကြီး7ပါးမှုထား၍နှစ်ဖက်ပိုးပွားများကိုယေစု၏ဦးဆိုင်မောင်မောင်ဒေါ်တန်းတန်းဝေမိသားစုဒေါက်တာဦးမြတ်မောင်ဒေါက်တာဒေါ်စန်းရီမိသားစုဦးတင်ဝင်းဒေါ်နီယာမှုထား၍ဒေါက်တာရင်ဝင်းမိုက်ကယ်ရိုဆန်ပရက်မိသားစုဒေါက်တာအေးမြင့်ခွဲလွန်သူကျေးဇူးရှင်ဒေါ်မြညွန့်နဲ့ဒေါခင်ဤမိခင်ကြီးဒေါခင်မြိုင်ဝင်းတို့အားယေရှု၏ဥရွှေဘောအားဥထိတ်ထားပြီးတာသမီးတစုကောင်းမှုတော့ခြေတော်သောဥခိုက်၍ယုတ်သေးစွာလျှောက်ထားအပ်ပါသည်ဗျာ1385ခုနှစ်တရညလဆန်9ရက်2023ခုနှစ်အောက်တိုဘာလ23ရက်တနင်္လာနေ့ည၌အွန်လိုင်းမှာဟောကြားအပ်သောစိတ်ခံစားမှု3မျိုးနဲ့ည30အကြောင်းတရားဒေသနာတော်စိတ်ခံစားမှု3မျိုးထို3မျိုးကိုအကြောင်းပြုပြီးရှင်ထဲမှာစုဝင်လာတတ်တဲ့မြတ်30အဲ့အကြောင်းကိုရသော်အယုဒနိကေဝိရဏတန်ယုတ်အန်လာတော့ရှင်နေဟောကြားထားတာဖြစ်တယ်အဲ့တန်လာတော့လာတာကိုအနှစ်ချုပ်ပြီးတော့ပြောရအောင်စိတ်ခံစားမှုနဲ့မကင်းနိုင်ဘူးအဆင်ပြေတဲ့အခါစိတ်ချမ်းသာမှုအဆင်မပြေတဲ့အခါမှာစိတ်ဆင်းရဲမှုစိတ်ချမ်းသာရလည်းမဟုတ်ဘူးစိတ်ဆင်းရဲရလည်းမဟုတ်ဘူးဆိုတဲ့ကြာကာလမျိုးမှာအမှန်နေတာမျိုးမှာချမ်းသာလည်းမဟုတ်အဆင်ပြေရလည်းမဟုတ်အဆင်မပြေရလည်းမဟုတ်ဘူးဆိုတဲ့စိတ်ခံစားမှုအခြေအနေ3ရပ်ရှိတယ်ပေါ့နော်လူတိုင်းမှာအခြေအနေ3ရပ်ဖြစ်ပေါ်လာခန္ဓာကိုယ်နေလို့ထိုင်လို့ကောင်းတဲ့ကာယကဒုက္ခနေလို့ထိုင်လို့မကောင်းဘူးကာယကဒုက္ခစိတ်ချမ်းသာတယ်စေတသိကဒုက္ခစိတ်မချမ်းသာဘူးစေတသိကဒုက္ခတခါတည်းရကြတော့အဲ့ဒီနှစ်မျိုးလုံးမဖြစ်လာဘူးသမန်အနေထားမျိုးဆိုလို့ရှိရင်အဒုက္ခမဒုက္ခမထင်ရှားတဲ့ခံစားမှုနော်တော့3မျိုးရှိတယ်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဒီ3မျိုးကတော့ကြုံတွေ့ရတယ်လောကထဲမှာရှောက်ရှိနေတဲ့တ attva တိုင်းဒီ3မျိုးတစ်မျိုးမျိုးတော့ကြုံတွေ့ရတာပဲ။ဘာကြောင့်ကြုံတွေ့ရတာလဲဆိုတော့လူတွေမှာ
မျက်စိနာနာလျာကာယမနဆိုတဲ့တွာရ6ပါးဝတ္ထု6မျိုးဟရိယဆိုဝတ္ထု6မျိုးမျက်စိနာနာလျာကာယမနတွာရ6မျိုးမျက်စိနာနာလျာကာယဟရိယဝတ္ထု6မျိုးဝတ္ထု6ပါးတွာရ6ပါးအဲ့ဒါတွေရှိနေတဲ့အတွက်ကြောင့်ပြမကအာယုန်တွေနဲ့ဆက်သက်မှုကရှိလာတယ်မျက်စိရှိလို့အစင်အာယုန်နဲ့ဆက်သွယ်တယ်နားရှိလို့အတန်အာယုန်နဲ့ဆက်သွယ်တယ်နှာခေါင်းရှိလို့အနတ်လျှာရှိလို့အယတာခန္ဓာကိုယ်ကာယရှိလို့အထီးတွေစိတ်ရှိလို့ကြက်တွေအာယုန်အာယုန်နေနဲ့ဒီစိတ်ခံစားချက်အာယုန်နေနဲ့မိယဝတ္ထုဒါရီအဆက်သွယ်လာတာအဲ့ဒါတွေစိတ်ဖြစ်ဖို့အတွက်အဓိကအကြောင်းတွေဖြစ်လို့စိတ်ရဲ့အခြေခံတရားသို့မဟုတ်အာယတနာ12ပါးလို့ခေါ်တယ်အဲ့ဒီအာယတနာ12ပါးကိုအကြောင်းပြုပြီးတော့မျက်စိနဲ့အစဉ်အာယုဆုံးလိုက်တဲ့အခါမှာမြင်သိစိတ်ဖြစ်လာတယ်မြင်သိစိတ်ဖြစ်လာတဲ့အခါမှာအဲ့ဒီစိတ်ကအာယုနဲ့ဆက်သွယ်ပြီးတော့စိတ်ခံစားမှုပေါ်လာတယ်မြင်သိစိတ်နဲ့အတူတကွာအာယုနဲ့ဆက်သွယ်မှုဆိုတဲ့ဖတ်တာစိတ်ခံစားမှုဆိုတဲ့ဝေဒနာပဋိစ္စသမုပ္ပါဒ်နဲ့ပြောမယ်ဆိုရင်သာလယနာပစ္စယဖတ်တော်ဖတ်တာပစ္စယဝေဒနာအဲ့ဒီပုံစံဖြစ်လာတယ်နော်မျက်စိနဲ့အစဉ်အာယုံကိုအကြောင်းပြုပြီးတော့မြင်သိစိတ်ဖြစ်တယ်မြင်သိစိတ်ဖြစ်တာနဲ့အာယုံနဲ့စိတ်နဲ့ဆက်သွယ်မှုဖြစ်လာတယ်ဖတ်တာဆက်သွယ်မှုဖြစ်လာတဲ့အခါမှာထိုဆက်သွယ်မှုအားလျော်စွာနော်အစဉ်ပြေလို့ရှိရင်ဒုက္ခဝေဒနာအစဉ်မပြေဘူးဆိုရင်ဒုက္ခဝေဒနာနာနဲ့အတန်ဆက်သွယ်လာပြီးတော့ဇာတိစိတ်ဖြစ်တယ်အတန်နဲ့စိတ်နဲ့နော်ဖြစ်ပေါ်လာတဲ့အခါမှာဆက်သွယ်မှုဆိုတဲ့ပတ်တာဖြစ်လာတယ်အတန်အာယုဟာကိုယ်စိတ်နဲ့အစဉ်ပြေတယ်ဆိုရင်ဒုက္ခဝေဒနာအစဉ်မပြေဘူးဆိုရင်ဒုက္ခဝေဒနာထို့တူပဲနော်နှာခေါင်းရဲ့အနံ့ရဲ့ဒီနှစ်ခုကိုကြောက်ပြုပြီးတော့အနံ့အာယုန်နဲ့ပတ်သက်လာပြီးတော့ခန္ဓာဝိညာဉ်စိတ်ဆိုတဲ့အနံ့သိတဲ့စိတ်ဖြစ်လာတယ်ဖတ်တာပါလာတယ်အနံ့အာယုန်နဲ့စိတ်နဲ့ဆက်သွယ်လာတယ်ဆက်သွယ်တဲ့အခါမှာအစဉ်ပြေရင်ဒုက္ခအစဉ်မပြေရင်ဒုက္ခအဲ့ဒါနဲ့သွားတာနော်လျှာနဲ့အယတာဆက်သွယ်လာတဲ့အခါမှာအယတာကိုသိတဲ့စိတ်စီဝဝိညာဉ်စိတ်ဖြစ်ပေါ်လာတယ်ဖြစ်ပေါ်လာတဲ့အခါမှာဆက်သက်မှုဖတ်တာခံစားမှုဝေဒနာတွေပါလာတယ်ပါလာတဲ့အခါမှာဖြစ်ပေါ်လာတဲ့အရာသာသည်ကိုယ်စိတ်နဲ့အစဉ်ပြေတယ်ဆိုရင်ဒုက္ခဝေဒနာအစဉ်မပြေဘူးဆိုရင်ဒုက္ခဝေဒနာထို့တူပဲကိုယ်ကာယနဲ့အထီးတွေဒီရပေါင်းစပ်မိသွားတဲ့အခါမှာထိသိစိတ်ဖြစ်လာတယ်ကာယဝိညာဉ်စိတ်ဖြစ်လာတယ်အဲ့ဒီကာယဝိညာဉ်စိတ်နဲ့အတူတကွာအာယုန်နဲ့ဆက်သက်ပြီးတဲ့ဖတ်တာစိတ်ခံစားမှုဝေဒနာတို့ဖြစ်လာတဲ့အခါမှာအထီးတွေဟာကိုယ်နဲ့အစဉ်ပြေရင်ဒုက္ခအစဉ်မပြေဘူးဆိုရင်ဒုက္ခဒါလူတိုင်းဟာရှောင်လဲလို့မရဘူးစိတ်ခံစားမှုဆိုတာဖျားမှလည်းဒီတိုင်းပဲယန္နာတွေမှလည်းဒီတိုင်းပဲပုထုဇဉ်တွေမှလည်းဒီတိုင်းပဲခံစားမှု၃မျိုးရှိကြတာကြီးပဲအဲ့ဒီခံစားမှု၃မျိုးမှာပုထုဇဉ်ပုဂ္ဂိုလ်နဲ့အရိယပုဂ္ဂိုလ်တွေကြပါကွာသွားလေကွဲပြားခြားနားမှုတော့ရှိတယ်ဒီထိအောင်ကတူတူပဲဖျားလည်းပဲစိတ်ခံစားမှု၃မျိုးရှိတယ်ယန္နာတွေမှာလည်းစိတ်ခံစားမှု၃မျိုးရှိတယ်ဘုန်းကြီးတို့တွေမှာလည်းစိတ်ခံစားမှု
3မျိုးရှိတယ်အာယုံကကိုယ်နဲ့အစဉ်ပြေဒုက္ခအစဉ်မပြေဒုက္ခအစဉ်ပြေတာလည်းမဟုတ်ဘူးမပြေတာလည်းမဟုတ်ဘူးအမှန်အနေထားမျိုးဆိုရင်အဒုက္ခမဒုက္ခဟောဒီစိတ်ခံစားချက်တွေကဖြစ်နေတာဘယ်ပုဂ္ဂိုလ်မဆိုဖြစ်တယ်ပုရုဇဉ်မှာလည်းဖြစ်တယ်အရိယာမှာလည်းဖြစ်တယ်ဒါဖြင့်တရားသိတဲ့ပုဂ္ဂိုလ်နဲ့မသိတဲ့ပုဂ္ဂိုလ်ပါထူးတယ်နော်အဲ့တော့တရားမသိတဲ့ပုဂ္ဂိုလ်နဲ့တရားသိတဲ့ပုဂ္ဂိုလ်တရားမသိတဲ့ပုဂ္ဂိုလ်ကိုအတုတဝါပုထုဇနောမြတ်စွာဘုရားတရားနဲ့ပတ်သက်ပြီးတော့သိယူမှတ်သားနာကြားထားတာမရှိလို့အသိဖို့တုတခင်မဲ့နေတဲ့ပုဂ္ဂိုလ်တုတခင်မဲ့နေတဲ့ပုဂ္ဂိုလ်ပုထုဇဉ်ပုဂ္ဂိုလ်နောက်မြတ်စွာဘုရားရဲ့အဆုံးအမတရားတွေကြားနာထားတဲ့တုတဝါအရိယတာဝကောမြတ်စွာဘုရားရဲ့တပည့်ထိုပုဂ္ဂိုလ်တို့လုံးဟာစိတ်ခံစားချက်၃မျိုးစီရှိတာကြီးပဲကောအဲ့လို၃မျိုးရှိတော့လူတိုင်းစိတ်ခံစားမှုရှိတော့ဘယ်အချက်မှသွားကွဲပြားခြားတာရတယ်ဆိုလို့ရှိရင်စိတ်ခံစားမှုကလူတွေမှာအစဉ်ပြေတဲ့အခါမှာနှစ်သက်ကျေနပ်မှုဆိုနောက်ကပါလာဒုက္ခရဲ့နောက်မှာကြိုက်တာနှစ်သက်တာဆိုတာပါလာတယ်နော်ဘာကြောင့်ပါတော့ဆိုရင်ဒုက္ခဝေဒနာဖြစ်တယ်လို့မသိဘူးသူအကြောင်းတစ်ခုကြောင့်ငါမှာဒါအစဉ်ပြေတယ်လို့သိတာမဟုတ်ဘူးအစဉ်ပြေတဲ့ပုံမှာကျင့်နဲ့အာရနှစ်သက်သွားတယ်အစဉ်မပြေတဲ့အခါကျတော့လည်းပဲဒေါသဖြစ်တယ်စိတ်တိုးတယ်နော်အဲ့ကြတော့အစဉ်မပြေတဲ့ဒုက္ခနဲ့တွေ့တဲ့အခါဒေါသဖြစ်တယ်အစဉ်ပြေတာလည်းမဟုတ်ဘူးမပြေတာလည်းမဟုတ်ဘူးဆိုတဲ့အချိန်ကျတော့မသိလိုက်ဘူးမောဟဖြစ်တယ်အဲ့တော့ဆိုလိုတာကလောဘဖြစ်မဲ့ဒေါသဖြစ်မဲ့မောဟဖြစ်မဲ့စိတ်ခံစားချက်ကိုအကြောင်းပြုပြီးတော့လောဘဖြစ်တာရှိတယ်ဒေါသဖြစ်တာရှိတယ်မောဟဖြစ်တယ်တာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေကြတော့အစဉ်ပြေရင်လောဘအစဉ်မပြေရင်ဒေါသပြေတာလည်းမဟုတ်ဘူးမပြေတာလည်းမဟုတ်ဘူးအားရပါဆိုလို့ရှိရင်မသိလိုက်တဲ့မောဟအဲ့တော့လောဘဒေါသမောဟဖျားကြတော့အဲ့ဒီလောဘဒေါသမောဟမဖြစ်ဘူးဘာကြောင့်မဖြစ်တုံးဆိုအမြဲတမ်းတတိရှိနေတယ်စဉ္ညာတို့တရားရှိနေတယ်ငါခံစားရလို့စိတ်ထဲမှာမရှိဘူးငါရဲ့ခံစားမှုလို့စိတ်ထဲမှာမရှိဘူးဝေဒနာဖြစ်ပြီးတော့သူကဒုက္ခတတ်ပါဆိုကိုယ်နဲ့မဆိုင်တယ်လို့နေနိုင်သွားတယ်ဘုန်းကြီးတို့တွေကြတော့ကိုယ်နဲ့မဆိုင်တယ်လို့မနေနိုင်ဘူးနော်ကိုယ်နဲ့မဆိုင်တယ်လို့မနေနိုင်ဘူးတကယ်တော့လည်းဆိုင်တာတော့မဟုတ်ဘူးမဆိုင်တယ်လို့မနေနိုင်ဘူးတရားလက်လွတ်သွားတယ်တတိလွတ်သွားတယ်တတိလွတ်တဲ့အခါကျတော့ဘာဝင်လာလောဘဝင်လာတယ်ဒေါသဝင်လာမောဟဝင်လာအဲ့ဒါကွဲပြားခြားနာချက်ပဲလူတိုင်းစိတ်ခံစားမှုရှိအဲ့ဒီနေရာလေးမှာပရိစ္ဆေသမုပ္ပါဒ်ပြောမယ်ဆိုရင်ဝေဒနာပစ္စယတဏ္ဍဝေဒနာထိအောင်တော့လူတိုင်းရှိမယ်ပုရုဇဉ်ကြတော့အဲ့ဒီကိုကြော်သွားပြီးတော့တဏ္ဍအဆင့်ထိရောက်လာတယ်အဲ့ဒါကိုဆိုလို့ပေါ့နော်တဏ္ဍထိရောက်လာအဲ့ဒါသို့တော့ပရိစ္ဆေသမုပ္ပါဒ်မှာတော့အဓိကတဏ္ဍကိုအဓိကထားပြီးတော့ဟောတာဖြစ်လို့မြတ်စွာဘုရားကဝေဒနာပစ္စယတဏ္ဍလို့ပဲအဓိကဟောလိုက်တယ်တော့ကလူတွေဟာဒုက္ခဖြစ်ဖြစ်ဒုက္ခဖြစ်ဖြစ်ကြွက်ကြော်ကြည့်လိုက်လို့ရှိရင်စိတ်ခံစားမှုရဲ့နောက်မှာလောဘဖြစ်တာများတယ်။ဘာကြောင့်ဖြစ်လို့လူတွေကအစဉ်ပြေလို့ရှိရင်လောဘဖြစ်တယ်တိုးလာတယ်။အစဉ်မပြေဘူးဆိုရင်ဒေါသဖြစ်လာတယ်။ဒါပေမဲ့အဲ့ဒီဒေါသကိုလူကကြိုက်တာမဟုတ်ဘူး။ဒုက္ခကိုကြိုက်တာမဟုတ်ဘူး။ကြိုက်တာမဟုတ်တော့ဒီဒုက္ခရဲ့ထွက်မြောက်ထွက်ပေါက်ကိုရှာလာတော့ဒုက္ခရဲ့ထွက်ပေါက်ဒီကာမချမ်းသာဆိုတဲ့အဲ့ဒီဘက်ကိုလိုချင်လာနော်ဒီမကောင်းတဲ့ပုဂ္ဂိုလ်ကလည်းဒီကောင်းချက်လာတယ်ကျမ်းမာချက်လာတယ်ဒါထွက်ပေါက်မဟုတ်ဘူးသူအစင်မပြေခြင်းတဲ့ပုဂ္ဂိုလ်ကလည်းအစင်မပြေတဲ့ပုဂ္ဂိုလ်ကလည်းအစင်ပြေခြင်းလာတယ်တောင်းတလာတယ်မျောလင်းလာတယ်အဲ့တော့ဒုက္ခတွေ့လဲအကောင်းမျောတာပဲနော်
ဒုက္ခတွေ့ရင်ပို့လို့ခြင်းတယ်ဒုက္ခတွေ့ရင်အကောင်းမျှော်တယ်အဲ့တော့ဒုက္ခတွေ့လို့နှစ်သက်တာကဝေဒနာပစ္စယတဏှာဒုက္ခတွေ့လို့အကောင်းမျှော်တာကြတော့ဝေဒနာပစ္စယတဏှာပဲဖြစ်တယ်ပေါ့မျှော်တာကြတော့ဝေဒနာတဏှာပဲဖြစ်သွားတယ်အဲ့တော့လောကမှာလူတွေဖြစ်များတဲ့ဒုက္ခဒုက္ခတဲ့ပတ်သက်လာလို့ရှိရင်ဝေဒနာပစ္စယတဏှာလို့ပြိဿသုပ္ပပအဲ့ဒါကြောင့်ဟောတာနော်တကယ်တော့တစ်ခုစီတွဲကြည့်လိုက်ပဲဆိုရင်အစဉ်ပြေရင်ဒုက္ခဝေဒနာဖြစ်ရင်လောဘရာဂဒုက္ခဝေဒနာဖြစ်ရင်ဒေါသဒါချက်ချင်းဖြစ်တာဆိုရင်အဒုက္ခမဒုက္ခဝေဒနာဖြစ်ရင်မောဟအဲ့ဒါတွေကကိလေသာတွေအဲ့ဒီကိလေသာတွေကင်းစင်ပြီးတော့စိတ်ခံစားမှုခံစားတာကယဟန္တာဖရာယဟန္တာဖရာယဟန္တာလည်းပဲစိတ်ခံစားမှုကင်းတယ်နောက်တစ်ခါဝိပဿနာရှုနေတဲ့ပုဂ္ဂိုလ်ဟာလည်းပဲဝေဒနာပစ္စယတဏှာမဖြစ်အောင်တားလို့ရသွားတယ်နော်ထိန်းချုပ်နိုင်သွားတယ်ဝေဒနာပစ္စယတဏှာအထိမရောက်ဘူးထိန်းထားတဲ့သဘောနဲ့တားတာသူကြတော့တတိပလဖူးဆိုရင်သူကလည်းတားလို့ရတယ်အဲ့အချိန်မှာဝိပဿနာရှုပြီးတော့ဝဋ္ထုအာရမဏံကတ္တဝဝေဒနာဝေဒယတိဝဋ္ထုဆိုတာကရဇကာယဒီခန္ဓာကိုယ်ပေါ်မှာအမိပြုပြီးတော့ဒီအကြောင်းပြုပြီးတော့ဒီစိတ်ခံစားချက်ဆိုတာပေါ်တာပဲလေခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ပေါ်တာပေါ်သည့်အတွက်ကြောင့်ပေါ်လာတဲ့ဝေဒနာသည်ငါမဟုတ်ဘူးငါရဲ့ဝေဒနာလည်းမဟုတ်ဘူးနော်ရှုခန္ဓာကိုယ်ကြီးကိုအမိပြုပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုသာဖြစ်တယ်လို့ဒီလိုသိလာအဲ့ဒါဝေဒနာနုပဒနာကြအဲ့ဒီတော့ဝေဒနာဖြစ်ပေါ်လာဖို့သိတာအဲ့ဒီအကြောင်းတရားကလည်းမြဲတာမဟုတ်ဘူးအကျိုးတရားလည်းဝေဒနာလည်းမြဲတာမမြဲတဲ့ဖတ်တာကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ဝေဒနာလည်းမမြဲဘူးလို့ဝိပဿနာရှုနေတဲ့ပုဂ္ဂိုလ်ကြတော့ဘယ်ကနေစာရှုနိုင်တော့ဆိုရင်ဝေဒနာပေါ်ပုံကိုကြည့်လိုက်မယ်ဆိုရင်မျက်စိမှာဝေဒနာပေါ်တာမြင်သိစိတ်နဲ့ပတ်သက်ပြီးပေါ်တာမျက်စိနဲ့ပတ်သက်ပြီးပေါ်တဲ့ဝေဒနာပါတော့ဆိုရင်မျက်စိကကောင်းတဲ့မျက်စိမှာအဆင်အာရုံတစ်ခုလာပေါ်တယ်ပေါ်တဲ့အခါမှာနော်နှလုံးသွင်းမှုရှိတယ်attention ရှိတယ်ပေါ့ပဏ္ဏတိကာရ attention ရှိတယ်ထိကြတဲ့မှာအာယုန်နဲ့ဝတ္ထုကြမှာအလင်းရောင်စွာရှိသေးတယ်အလင်းရောင်ရှိမှမြင်ရတယ်ပေါ့နော်အကြောင်း၄မျိုးအကြောင်းမြတ်စွာဘုရားကတော့၃မျိုးပဲဟောလိုက်တယ်၃မျိုးဟောတယ်မျက်စိရဲ့အစင်အာယုန်ရဲ့မြင်သိစိတ်ရဲ့ဒီ၃မျိုးပေါင်းစပ်လာတဲ့အခါမှာဖတ်တာဆိုတာပါလာတယ်ဝေဒနာဆိုတာပါလာတယ်အဲ့တော့ဝေဒနာဖြစ်ဖို့ရာအကြောင်းတရားတွေကပါရီတုံးလို့ပေးလိုက်ရင်မျက်စိနဲ့ပတ်သက်ပြီးအစင်အာရုံနဲ့ပတ်သက်ပြီးစိတ်ခံစားမှုပေါ်လာတာဟာမျက်စိကိုမျက်စိတခုတည်းကိုအကြောင်းပြုတာမဟုတ်ဘူးမျက်စိရဲ့အစင်အာရုံရဲ့မြင်သိစိတ်ရဲ့ဖတ်တာရဲ့အဲ့ဒီနောက်မှာဝေဒနာပေါ်တာအဲ့တော့သူရှိပါသူဖြစ်ဖို့ရအတွက်အကြောင်း၄မျိုးလို့ပြောမှာဖြစ်တယ်နော်မျက်စိရဲ့အစင်အာရုံရဲ့မြင်သိစိတ်ရဲ့ဖတ်တာရဲ့ဒီ၄မျိုးဟာဝေဒနာဖြစ်ပေါ်ရဲ့အကြောင်းအဲ့ဒီ၄မျိုးလုံးဟာနော်မျက်စိမကောင်းမှုဆိုလေပေါ်ရအကြောင်းရှိဘူးအဲ့ဒီအကြောင်းนี่မဆုံးဘူးဆိုလို့ရှိရင်ဝေဒနာပေါ်ရမရှိဘူးအဲ့တော့ဝေဒနာပေါ်ရတာဒီအကြောင်းนี่ကြောင့်ပေါ်တာပဲစဉ်းစားကြည့်လိုက်ဒီအကြောင်းนี่ဟာလည်းပဲမြဲတဲ့အရာတွေမဟုတ်ဘူးဖြစ်ပြီးပျောက်သွားတာအဲ့တော့ဝေဒနာပဲလို့မြဲနိုင်မလဲဆိုတဲ့တတိနဲ့အတိရှိနေတဲ့ဝိပဿနာတရားအထုတ်နေတဲ့ပုဂ္ဂိုလ်ကြတော့ခုနကဝေဒနာပစ္စယတဏမလာတော့အဲ့လိုဆင်ញင်နေလို့ရှိမလာတော့ဖြစ်မလားဝေဒနာပစ္စယတဏမလာသလိုဒုက္ခဝေဒနာပစ္စယတော့လည်းမလာဘူးအဒုက္ခမဒုက္ခဝေဒနာပစ္စယမောဟဆိုလည်းမလာတော့ဘူးအဲ့ဒါခိတ္တခဏဓာထနိုင်တဲ့အဆင့်မှာဝိပဿနာရှုနေတယ်ဖ
ရာယန္တာကြတော့လာစရာအကြောင်းကိုမရှိတော့လောက်အောင်နော်ကိလေသာဆိုတဲ့အခြေခံတရားလုံးဝရှင်းထားတာဖြစ်လို့တော့မလာတော့ဘာကြောင့်လဲဆိုရင်တတိကအမြဲရှိနေတယ်စဉ္ညနှုတ်တရားအမြဲရှိပုရုဇဉ်နေကြတော့တတိကလွတ်သွားတဲ့အချိန်မှာဝင်လိုက်တာပဲနော်ရန်သူကဝင်နေဆိုတာအလိတ်ဝင်တာပဲလေကိုလွတ်သွားတဲ့အချိန်မှာရောက်လာတာပဲအရှောက်တော့ကိလေသာရန်သူနဲ့တူတယ်အလိတ်ဝင်တာအဲ့တော့အကြောင်းတရားတွေကိုစဉ်းစားကြည့်လိုက်တဲ့အခါမှာစိတ်ခံစားမှုကြုံတဲ့ပုဂ္ဂိုလ်တိုင်းကိလေသာဝင်လာလားလို့ဆိုမဟုတ်ဘူးအဲ့ဒါကိုမြတ်စွာဘုရားဒီသုတ်တန်ကိုရှင်းပြတာလေးကိုနားထောင်ကြည့်အောင်ရှင်းလေးပဲဖြစ်ပေါ်လာပုံနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရှင်းပြတာကအတုတဝါပုထုဇနောမြတ်စွာဘုရားတရားဓမ္မနဲ့ပတ်သက်ပြီးတော့သင်ယူမှတ်သားနာကြားထားခြင်းမရှိတဲ့တရားအသိမရှိတဲ့ပုထုဇဉ်ပုဂ္ဂိုလ်ဟာတဲ့